ဒါကတော့မနေ့ကဆရာမျက်ခုံးပင့်တင်ချုပ်နဲ့အောက်မျက်ရိပ်ဖေလာတွေဖြောပြန်ချက်ထုတ်ပြီးတော့အောက်မျက်ရိပ်အရေပြားတင်းရင်ခွဲစိတ်မှုလုပ်ပေးထားတဲ့အမရဲ့ဆေးလာထိုးတဲ့ဗီဒီယိုလေးပါဒီနေ့ဆေးလာထိုးတဲ့ဗီဒီယိုထဲမှာကျတော့ဆရာတို့အောက်မျက်ရိပ်ကဖေလာပျော်ဆေးတွေထိုးရတယ်ဖေလာတွေပျော်သွားတဲ့ဖေလာတွေကိုတစ်ခါလေးညှက်ထုတ်တယ်အစီဘိုတွေရှင်းတယ်ဆိုတော့အောက်မျက်ရိပ်ကရောင်တော်တော်ရောင်နေတာကိုတွေ့ရလိမ့်မယ်နော်ခွဲပြီးသူက48နာရီ2ရက်လောက်ထိကတော်တော်ရောင်တယ်3ရက်မြောက်ကစပြီးတော့အယောင်ကျတယ်ပေါ့နော်မျက်ခုံးပင့်တင်ချုပ်ကဆရာတို့ဒီအပေါ်လေးကိုတေးသေးလေးပဲကပ်ပြီးချုပ်ပေးထားတာပေါ့နော်အဲ့ဒီအမဒီမျက်ရည်လေးကိုပေါ်တယ်ဆိုရင်လေးပဲပေါ်ခြင်းတယ်ဒီလိုမျက်လုံးကြီးလန်သွားတဲ့ပုံစံကြီးဒီလိုကြီးတင်းသွားတဲ့ပုံစံကြီးလည်းမကြိုက်ဘူးပေါ့နော်အဲ့တော့မျက်ခုံးပင့်တင်ချုပ်ကလည်းအဲ့လိုချုပ်တာများသွားရင်အဲ့ဒီမျက်လုံးကြီးကဒီလိုကြီးဆွဲထားလို့ဖြစ်ပြီးလန်သွားတတ်တယ်ပေါ့နော်အဲ့လိုလန်သွားရင်ဒီအမာရွတ်လည်းပိုထင်းတယ်ပေါ့နော်ပိုပြီးတော့မျက်လုံးကြီးကလည်းအဲ့လိုအန်အောတဲ့ပုံကြီးဖြစ်ပြီးကြည့်ရတာမကောင်းဘူးပေါ့နော်အဲ့လိုဖြစ်သွားလို့တခြားစီမှာအဲ့လိုမျက်ခုံးပေးတင်ချုပ်ရယ်အောက်မျက်ရည်အစီထုတ်ပြီးတော့ဒီလိုမျက်လုံးအောက်ကိုလန်အပေါ်ကလည်းဆွဲထားလို့မျက်လုံးကြီးကပြူးသွားတဲ့ညီမလေးတယောက်လည်းလာတယ်ပေါ့နော်မနေ့ကသူ့ကိုကျတော့ဆရာတို့ကဒီအပေါ်ကအသားတွေဖြတ်တာများအရေပြားဖြတ်တာများတော့အရေပြားပြန်ပွားအောင် bio stimulator ဆိုတဲ့ဒီ collagen stimulate လုပ်ပေးတဲ့ဆေးတွေပြန်ထိုးရတယ်ပေါ့နော် skin booster ပြန်ထိုးရတဲ့သဘောပေါ့နော်ဒီအပေါ်မှာအသားပြန်ပြည့်အောင်ထိုးရတဲ့ case လည်းမနေ့ကရန်ကုန်ဆေးကန်းကိုလာတယ်နော်အဲ့ဒီနေ့အမကတော့ဒီနေ့အယောင်ကျဆေးပို့တက်ဆေးနောက်တစ်ချိန်လာထိုးတယ်ပေါ့နော်အယောင်ကျဆေးရောပို့တက်ဆေးရောဆရာတို့ကမနေ့ကခွဲရင်မနေ့ကတစ်ချိန်ထိုးတယ်ခွဲပြီး1ရက်2ရက်ခေါ်ထိုးတယ်ပေါ့နော်ဆေး3ရက်ထိုးပြီးပြီဆိုရင်အိမ်မှာနားပြီးသွားရင်ဆရာတို့ကတပတ်3ပုံ10ရက်ပြည့်တဲ့ချိန်မှာချိုးရွေးဖြီဖို့ပြန်ခေါ်တယ်ပေါ့နော်အဲ့ဒါပြီးရင်တော့1လ2လလောက်အထိအမာရွက်ပြောက်ဆေးလေးလိမ့်လိုက်ရင်အဲ့ဒီမျက်ခုံးပင့်တင်ချုပ်တာရောဒီအောက်မျက်ရည်အစီထုတ်ထားတဲ့အမာရွက်တွေရောအကုန်ပြောက်ပါတယ်နော်တယောက်နဲ့တယောက်တော့မတူဘူးပေါ့လူငယ်တွေအကျမကြီးပိုကောင်းတဲ့လူတွေအသားကျက်တာပုံမြန်တဲ့လူတွေဆိုရင်တော့1လလောက်ဆိုရင်အမာရွက်ပြောက်ပါတယ်နော်ဒီနေ့မှာအဲ့ဒီမှာဒီနေ့မှာဆရာတို့ smile line filler ထပ်ဖြည့်တယ်အောက်နှာခမ်းကို filler ထပ်ဖြည့်တယ်အပေါ်နှာခမ်းကျတော့သူတခြားစီမှာထိုးထားတာပုံမကြိုက်လို့ဆိုပြီးတော့နှာခမ်း filler ဖြော်စေးထိုးတယ်ပေါ့နော်ပြီးရင်ဆရာအခုခဏနေချင်း filler နော်မေးစီချွန်တဲ့ filler ဖြည့်စရာရှိတယ် botox V-shape botox ထိုးရမယ်ပေါ့နော်ဒီမှာကိုက်လိုက်ရင်ဟောင်းလာတဲ့ကြွက်သားရှိရယ်ဆရာတို့အဲ့ဒီကြွက်သားကိုဆရာတို့ botox ထိုးလိုက်ရင်ဒီကြွက်သားကသေးသွားတဲ့အချိန်မှာမျက်နှာဒီလိုမျိုးတွေ့လေးဖြစ်သွားတာပေါ့နော်အဲ့တော့ V-shape botox လေးထိုးစရာ2ယောက်ရှိမယ်ပေါ့နော်အဲ့တော့ဆရာဒီနေ့ပြီးရင်တော့မန္တလေးပြန်ပါပြီမန္တလေးမှာဆရာ31ရက်နေ့ကနေစပြီးရှိပါမယ်31ရက်နေ့ကနေစပြီးတော့မန္တလေးမှာလာမဲ့လူတွေ booking တင်လို့ရပါပြီမန္တလေးစေကန်းဖုန်းနံပါတ်တွေကိုဖုန်းဆက်ပြီးတော့ဆရာနဲ့ပြကျင်တယ်ဆိုရင်ကြိုပြီးတော့ booking ယူပေးလို့ရပါပြီကျေးဇူးအများကြီးတင်ပါတယ်